လေးတချို့ဝေမျှမကစားချင်ရခြင်းအကြောင်းကလေးငယ်လေးတွေကိုအရွယ်လိုက်သင်ကြားပေးရမယ့်အရာတွေထဲမှာဝေမျှကစားခြင်းဟာလည်းတစ်ခုပါဝင်မယ်ဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေကိုဝေမျှကစားတတ်အောင်သင်ကြားပေးဖို့လိုပါတယ်။အတူတူပူးပေါင်းကစားတတ်အောင်သင်ကြားပေးဖို့လိုပါတယ်။ဒါပေမဲ့ဝေမျှကစားတတ်ပါတယ်ဆိုတဲ့တချို့ကလေးငယ်လေးတွေဟာတခါတလေမှာတော့သူတို့ပစ္စည်းတွေကိုမဝေမျှချင်တာသူတို့မုံကလေးတွေကိုမဝေမျှချင်တာလေးတွေကိုတွေ့ရပါတယ်။မိဘခင်များသူ့ကလေးမဝေမျှချင်ကိုတွေ့ရတဲ့အချိန်မှာတော့မဝေမျှချင်တဲ့ကလေးကိုအတင်းကာရောဝေမျှခိုင်းတာတွေတငယ်ချင်းနဲ့တူတူကစားရမယ်လေအဲ့လိုမလုပ်ရဘူးနော်ဆိုပြီးတင်ကြတာမျိုးတွေလည်းလုပ်လာကြပါလေ။အဲ့လိုလုပ်လေကလေးကပို့ပြီးတော့မပေးလေမိဘကအတင်းကာရောတိုက်တွန်းလေကလေးကသူ့လက်ထဲမှာကင်ထားတဲ့အယုတ်ကလေးကိုပို့ပြီးတော့ဖထားလိမ့်နေမို့အချိန်ကြာလာတဲ့အမျှကလေးလေးပင်မမိဘလေးပင်မလာရပါတော့တယ်။ကလေးတွေဘာကြောင့်မဝေမျှချင်လဲ။ကလေးတွေဟာသူတို့သိကြိုက်တဲ့အယုတ်သူတို့သိကြိုက်တဲ့အစားအသောက်တွေကိုမဝေမျှချင်တတ်တာဟာတကယ်တော့ကလေးသဘာဝပါ။ကျမတို့ဟာကလေးတွေကိုဝေမျှရမယ်ဝေမျှတဲ့နေလို့သင်ပေးပေမဲ့လေအဲ့ဒီဝေမျှခြင်းနဲ့အတူနောက်ထပ်အရေးကြီးတဲ့အရာတစ်ခုကိုပါတပြိုင်နက်တည်းကလေးတွေကိုသင်ကြားပေးဖို့လိုပါတယ်။အဲ့ဒီအရာကတော့တခြားသူရဲ့စိတ်ခံစားချက်နဲ့ပိုင်ဆိုင်မှုကိုအတိအမှတ်ပြုဖို့ဆိုတဲ့စိတ်ကလေးပါပဲ။ကလေးတွေကိုသင်ကြားတဲ့အချိန်မှာအကောင်းဆုံးသင်ကြားနည်းရတော့လူကြီးကိုယ်တိုင်ကရှေ့ကနေစံနမူနာအဖြစ်လုပ်ပြပြီးတော့သင်ကြားတဲ့ကစားနည်းပါပဲ။ဝေမျှကစားတတ်တဲ့ကလေးငယ်လေးဟာသူသိကြိုက်တဲ့အယုတ်ကလေးကိုတော့အခြားသူကိုမဝေမျှချင်ပါဘူး။ကိုယ်ကြိုက်ဆုံးဆိုတဲ့အရာကိုတခြားသူကိုပေးမကင်ခြင်းတဲ့စိတ်ဟာလူကြီးတွေမှာရှိတယ်လို့ပဲကလေးတွေမှာလည်းရှိတတ်ကြပါတယ်။ဒီအခါမှာလူကြီးကတငယ်ချင်းကိုပေးလိုက်လေအတူတူကစားကြရမယ်လို့မပြောဘဲနဲ့ကလေးကိုကဒီရုပ်ကလေးကိုတိတ်ချစ်လို့မပေးချင်တာမမေသိတယ်။ဒါပေမဲ့တငယ်ချင်းကဒီရုပ်ကလေးကိုမမြင်ဘူးလို့ခဏလောက်ကြည့်ကျင်လို့တငယ်ချင်းကိုပေးကြည့်လို့ရမလားယင်းလို့မေးရပါမယ်။အဲ့ဒီခါမှာကလေးကတငယ်ချင်းကကြမ်းကြမ်းကိုင်ရင်သူ့ရုပ်ကလေးနာသွားမှကြောက်တယ်။ဒါကြောင့်မပေးချင်မမေးလို့ပြောရင်မေမေကကလေးရဲ့တငယ်ချင်းဘက်ကိုလှည့်ပြီးတငယ်ချင်းကဒီရုပ်ကလေးကိုပေးမကစားချင်ဘူးတဲ့တာကြီးတခြားရုပ်ကလေးနဲ့ကစားမယ်နော်ဆိုတာမျိုးပြောပြရပါမယ်။တစ်ဖက်ကလေးကဒါမှဒါဖြစ်နေခဲ့မယ်ဆိုရင်တော့လူကြီးကတို့ငိုနေရန်ဖြစ်နေလို့အယုတ်ကလေးစိတ်ညစ်နေပြီဒါကြောင့်အယုတ်ကလေးကပြောတယ်အန်ဒီပါဝင်ကစားပေးပါတဲ့ဒီတော့တို့အားလုံးတွေ့ကစားကြမယ်နော်ဒါပေမဲ့သူ့ကိုကြမ်းကြမ်းမကန်ရဘူးအယုတ်ကလေးကသူ့ကိုကြမ်းကြမ်းကန်ရင်မကစားချင်တော့ဘူးစသဖြင့်ပြောပြီးအယုတ်ရဲ့ကလေးနှစ်ယောက်ရဲ့လူကြီးရဲ့ပါအတူတူကစားပေးရမျိုးလုပ်ပေးရပါမယ်ဒီပြဿနာဖြေရှင်းရေးနဲ့ကျမတို့ဟာအယုတ်လူတဲ့ကလေးနှစ်ယောက်ကိုဘာရီယိုတင်ပေးနိုင်တယ်လဲဆိုရင်တစ်ဖက်လူရဲ့စိတ်ကိုလေးစားအတိမတ်ပြုမှုနဲ့ကိုပိုင်အယုတ်နဲ့တငယ်ချင်းကိုပေးမကစားခြင်းမကစားခြင်းဆိုတဲ့အရာဟာတကယ်တော့အယုတ်ပိုင်ရှင်ကသာဆုံးဖြတ်ခွင့်ရှိရဆိုတာကိုကလေးနှစ်ယောက်လုံးသိအောင်သင်ကြားပေးလိုက်နိုင်ပါတယ်ကျမတို့ဟာကလေးတွေကိုဝေမျှကစားရမယ်လို့သင်ကြားပေးပေမယ့်သူတို့ဝေမျှမယ်ကစားစရာသို့မဟုတ်ပစ္စည်းပေါ်မှာကလေးဟာဘလောက်ထိတွေ့တာတလဲချစ်ခင်တလဲဆိုတဲ့ကလေးရဲ့စိတ်ခံစားချက်ကိုတော့မေ့ထားလို့မရပါဘူးကလေးရဲ့တွေ့တာမှုဟာကစားစရာပစ္စည်းရဲ့တမိုးနဲ့မဆိုင်ပါဘူးဝက်ဝင်ရုပ်မင်းကြီးပေမဲ့ဒီဝက်ဝင်ရုပ်ဟာသူ့အတွက်တကယ်တငယ်ချင်းကောင်းအဖော်လေးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကလေးတယောက်ဟာသူ့ကစားစရာမဝေမျှချင်ဘူးဆိုရင်ဘာကြောင့်မဝေမျှချင်ရလဲဆိုတဲ့မဝေမျှချင်ခြင်းရဲ့အကြောင်းရင်းကိုတေချာသိအောင်လုပ်ပြီးမှသာဝေမျှဖို့တိုက်တွန်းတဲ့နေဆိုတဲ့အကြောင်းမိဘဆရာများသတိပြုနိုင်မှုပြောကြားလိုက်ရပါတယ်ရှင်